4.4 15 2016 3 နာရီ9မိနစ်14 2016 10နာရီ9မိနစ် UTC AS USGS E 10.3 ကီလိုမီတာ10.3 နာတော်လီ99.886ခုနှစ်လင်းခေခရိုင်ရှမ်းပြည်နယ်16ကီလိုမီတာ16.1စီစံပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရှမ်းပြည်နယ်64ကီလိုမီတာ39.9လွိုင်ကော်မြို့လွိုင်ကော်ခရိုင်ကယားပြည်နယ်81ကီလိုမီတာ50.9ကျိုင်းတောင်နတ်ဆန်ခရိုင်ရှမ်းပြည်နယ်61ကီလိုမီတာ56.51.9မိုင်ပါနာရီ